င်္ဂလာရှိသောအချိန်ခါလေးပါခင်ဗျာဒီနေ့ညမှာတော့ပရိသတ်ကြီးကိုတင်ဆက်ပေးမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာဧကံမင်းရေးသားထားတဲ့ဝိညာဉ်လိပ်ပြာသူခေါ်ရာဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ပြီးတော့မှတင်ဆက်ပေးလိုက်ပါတယ်ဗျာနားဆင်အားပေးကြပါဦးဗျာည7:00 နာရီခန့်လူတွေအားလုံးနေပါအိပ်ရာတွေရောက်တဲ့ချိန်လမ်းမကြီးပေါ်မှာကားနှစ်စီးဂုံချင်းဆိုင်တိုက်လိုက်တဲ့အတန်ကြောင့်လူတွေလှုပ်လှုပ်ရွာရွာပြန်ဖြစ်လာတယ်တချို့အိမ်တွေကထွက်လာကြတယ်။မီးမိတ်ထားတဲ့အိမ်တွေလည်းမီးတွေပွင့်လာတယ်။လူတွေထိခိုက်ကုန်လား။ကားပေါ်မှာလူ3ယောက်ပါတယ်။လိုက်ထရက်ကားမှာ2ယောက်3ယောက်တော့အခြေအနေမကောင်းဘူးတဲ့။အားလုံးမူးနေကြတာ။ကားတော့မရှောင်နိုင်တော့ဘူး။2ယောက်သေးတယ်။တယောက်ကလည်းအခြေအနေမကောင်း။ဒါဆို2ယောက်ကဘယ်လိုအခြေအနေလဲ။ထိခိုက်ကြသေးလား။ဒိန်းပေါက်ကောင်းကွယ်ပုံးပဲတာလောက်ပဲတွေးခဲ့တယ်။အဲ့ဒီချိန်ရေကားနှစ်စီးရောက်လာပြီးတော့ရေကားနဲ့မရှိမနှောင်းနာရေးကူညီမှုအသင်းကကားတစ်စီးရောက်လာတယ်။ရဲစစ်ချက်ယူပြီးဓာတ်ပုံမှတ်တမ်းတင်ကြတယ်။အားလုံးပြီးစီးတော့အလောင်းတွေတည်သွားဖို့တာဝန်ရှိရဲတပ်ကြီးကထွန်းနိုင်ကိုလာပြောတယ်။ထွန်းနိုင်နဲ့လာမြင့်တို့လည်းအလောင်းတွေကိုကတ်တုအိတ်ထဲထည့်ပြီးတော့ကားပေါ်တင်ပြီးတော့မောင်းထွက်ခဲ့တယ်။ထွန်းနိုင်တယောက်လူမှုကူညီရေးအသင်းမှာဝင်လုပ်နေတာကတော့2 လပြည့်တော့မယ်။တပတ်ကို2 ရက်လှုပ်အားပေးကုသိုလ်ဖြစ်ကူညီတာဖြစ်တယ်။တနင်္လာကနေတောက်ကြထိအစိုးရအလုပ်ကတာဝန်ထမ်းဆောင်ပြီးစနေတနင်္ဂနွေ2 ရက်ကိုလူမှုရေးအသင်းမှာဝင်ရောက်လုပ်ကင်ခဲ့။အလုပ်ကအချိန်ပြေမရနာရေးရှိရင်တော့လိုက်တယ်လိုက်ပို့ရတယ်။လူမမာရှိရင်တော့ဆေးရုံပို့ပေးရတယ်။ဒီအလုပ်မှာဝင်လုပ်ခဲ့ပြီးလူသေးတွေကိုလည်းအနိကကိုင်းတွေရတယ်။အက်ဆီဒန့်ဖြစ်ပြီးတေးသူတွေကိုလည်းလက်အိတ်ဆွပြီးတော့ကိုင်းတွေရတယ်။တချို့ကားတိုက်ကားကြိတ်ခံရတဲ့အလောင်းတွေခန္ဓာကိုယ်ကကြေမွနေသလိုတစားစီလွှင့်စင်ထွက်နေတာကိုလည်းရှိတယ်။အိတ်ထဲတစားစီလိုက်ကောက်ထဲရသေးတယ်။ဒါကြောင့်ကြောက်စိတ်တို့အဲ့ဒီချိန်ကစပြီးတော့သူ့မှာရှိမနေတော့ပါဘူး။ခါတိုင်းသွေးမြင်ရင်နှလုံးကုန်ပြီးမူးမေးခြင်းသလိုဖြစ်တတ်တယ်။အခုတော့သွေးမြင်လည်းမလန့်အရာရာကိုရင်ဆိုင်ရဲခဲ့ပြီးသူကလူမှုကူညီရေးအသင်းသားအဖြစ်မလုပ်သေးခင်ချိန်ကတော့သူအိမ်တော်နဲ့ဖြစ်တယ်။ဇနီးဖြစ်သူကကေသွဲအသက်ကတော့23နှစ်ထွန်းနိုင်က25နှစ်ရှိပြီး2 ယောက်စလုံးတက္ကသိုလ်ကနေကျောင်းပြေးထားပြီးတော့အစိုးရအလုပ်မှာဝင်ရောက်လုပ်ကိုင်နေသူတွေဖြစ်တယ်။ကေသွဲနဲ့ထွန်းနိုင်တို့အိမ်တော်တက်တန်း2 နှစ်ပြည့်ပေမဲ့သားသမီးမရသေးဘူး။ကျောင်းကလေးကချစ်သူတွေဖြစ်ခဲ့ကြတယ်။ကျောင်းပြီးအလုပ်ရပြီးအိမ်တော်ပြုလိုက်ကြတယ်။ချစ်စားခင်စားကျင်နာစားနဲ့ချစ်ခီးစားမှမကြသေးဘူး။2 ယောက်သားအမြဲစကားများရန်ဖြစ်ကြတယ်။ခွန်ကြီးခွန်းငယ်စကားအနာယူကြတယ်။စိတ်ဆိုးရင်2 ယောက်သားစကားမပြောဘဲနဲ့စိတ်ကောက်ကြတယ်။ကြာတော့ထွန်းနိုင်ကအလျှော်ပေးပြီးဇနီးဖြစ်သူကိုချော့တယ်စိတ်ကောက်ပြေသွားကြတယ်။အိမ်မှာလင်မယား2 ယောက်ထဲမို့စားရေးတောက်ရေးကိုယ်တိုင်ချက်စားရတယ်။အလုပ်သွားရင်တော့တမင်းချိုင်အတွက်မနှက်စာစောစောထချက်ရတယ်။ချက်ရေးပြုတ်ရေးအလုံးထွန်းနိုင်ကတာဝန်ယူချက်ပြုတ်ရတယ်။ကေသွေးကမိဘတွေနဲ့နေစဉ်ကလေးကတခါမှမချက်ခဲ့ရတဲ့သူဆိုတော့အကြောင်းပြချက်နဲ့မိဖို့တွေမဝင်ဘူး။ဒါကြောင့်မိုးလင်း9 နာရီထပြီးတမင်းဟင်းကိုတော့ထွန်းနိုင်ကထချက်ပေးရတော့တယ်။9 နာရီဆိုရင်တမင်းဟင်းချက်ပြီးတော့တမင်းနဲ့ဟင်းကိုညနေအတွက်ပါတပါးလေးချက်ရတယ်။ညနေရုံးကပြန်လာတာနဲ့အပူပြန်ပေးပြီးတော့ကုကတ်စားကြတယ်။အိမ်ကဟင်းခရင်းမတွေးတဲ့အခါမှာအပြင်ကဟင်းဖြစ်ဖြစ်စားစရာတစ်ခုဖြစ်ဖြစ်ဝယ်လာပြီးတော့စားကြတယ်။ပထမချစ်စခင်စား4-5-6 လမှာတော့ထွန်းနိုင်ကမမျိုးမငင်ချက်ပြုတ်ကျွေးမွေးခဲ့တယ်။ကေသွဲကတမင်းချက်နေတင်ယူဖို့မကြိုးစားဘူး။မိဖို့တည်းပင်မဝင်။ကြာတော့ထွန်းနိုင်စိတ်မကြည်လင်တော့။ဒါကြောင့်တခါတည်းရမနဲ့စောစောထမချက်ပဲ9 နာရီအထိအိတ်တယ်။ကေသွဲက9 နာရီထားနေကြမို့ဇနီးဖြစ်သူထားမှထွန်းနိုင်လေထားတယ်။အဲ့ဒီနေ့အပူတော့တနေ့လုံးစကားများကြတယ်။တမင်းအငတ်ခံတဲ့နေ့တွေရှိလာတယ်။ကေသွဲကရုံးကပြန်ရောက်တာနဲ့ဖုန်းတစ်လုံးနဲ့အချိန်ကုန်နေတော့ဖေးဖုတ်ကြည့်တယ်ဂိမ်းကစားတယ်။ထွန်းနိုင်ကစကားပြောဖို့စလိုက်ရင်တော့ဖုန်းစီကနေမျက်နှာမလွှဲပဲနဲ့နားထောင်ထက်တယ်။သူ့စီကစကားပြင်းမလာဘူး။ဒါကြောင့်ထွန်းနိုင်လေသူပြောတဲ့စကားကိုစိတ်ဝင်စားနားမထောင်မှတီးလိုက်တာမို့အကြောင်းမရှိရင်အကော်ပြောမလုပ်တော့ပဲနဲ့နေလိုက်တယ်။တရက်ည9 နာရီခန့်ထွန်းနိုင်အိမ်ရှိမှတိုင်ပြီးတော့စားဖက်နေတယ်။ကိုနိုင်လာပါဦး။အခန်းထဲကကေသွဲခေါ်တန်ကြားလိုက်တာမို့စာအုပ်ချပြီးတော့အခန်းထဲကိုလာခဲ့တယ်။ဘာဖြစ်လို့လဲသွဲ။ဒီအန်ဆွဲထဲမှာထားတဲ့ပစ္စည်းတွေရောလွတ်ပြလိုက်ပြီ။ဟင်ဘာဖြစ်လို့လဲ။
န်ဆွဲတဲ့ရှုပ်နေတာပဲလိုမှမလိုအပ်တော့တာပဲမင်္ဂလာဦးကအမတ်တရပစ္စည်းတွေလေရှင်ကောင်းပေါ်တင်ထားတာလည်းမဟုတ်ဘူးတသက်လုံးသိမ်းစရာမလိုပါဘူးမလိုပဲအန်ဆွဲတွေတဲ့ရှုပ်နေလို့ရှင်းထုတ်လိုက်တာကျမကိုမေးအောင်ပေါ့မေးတယ်လေနှစ်ခါတော့မေးတယ်ကရင်ပေါ်ထိုင်ပြီးဖုံးပို့နေတယ်မေးတာမကြားသလိုလုံနေလို့စိတ်မရှိတာနဲ့တခါတည်းအမိုက်ချင်းနဲ့ထည့်လိုက်တယ်ရှင်ကြားအောင်မပြောလို့မကြားတာပေါ့ဒီနာနဲ့ဒီနာဘာမကြားစရာရှိလဲကိုပြောသမျှစကားတစ်ခါမှစိတ်ဝင်စားနားမထောင်ဘူးအားနေစကားမရှိစကားရှာပြီးပြောနေတာလိုက်နားမထောင်အောင်နေပါဦးဒီပစ္စည်းတွေရှင်းထုတ်တယ်ဆိုတော့ရှင်ကကျမကိုရှင်းချင်နေပြီပေါ့ဟုတ်လားမင်းကွာမင်္ဂလာဥပစ္စည်းဆိုတာမင်္ဂလာဝတ်စုံတို့မင်္ဂလာပွဲဓာတ်ပုံတို့မင်္ဂလာလက်စွပ်တို့တော့ထာဝရသိမ်းထားရမှာပေါ့ဘာမဟုတ်တဲ့တိုလီမိုလီတွေအစားသိမ်းစရာမလိုပါဘူးရှင်ကျမကိုအလိုမရှိဘူးဆိုအပြက်ပြောပါရှင်စန္ဒတိုင်းဖြစ်စေရတော်ကွာမင်းကိုငါချစ်လို့လက်ထပ်ထားတာမင်းကငါချစ်တယ်လို့ငါ့ပေါ်အလေးမထားလို့ပဲထွန်းနိုင်ကအဲ့ဒီစကားပြောပြီးတော့အိမ်ခန်းပြင်ဘက်ကိုပြန်ထွက်ခဲ့ချိန်မှာအနောက်ကနေအတန်တန်ကပေါ်လာတယ်တော်တော်ချစ်ချင်စရာကောင်းတယ်လူဟွန်းကံကြမ္မာကစမ်းကြယ်လွန်လာတယ်ဒီနေ့ထွန်းနိုင်အိမ်မှာလူတွေပြည့်နေတယ်ကေသွယ်ဆုံးပါသွားတာမို့လို့ရက်လေတရားပွဲကျင်းပနေကြတယ်ညနေဆောင်တော့နှစ်ဖက်ဆွေမျိုးတွေပြန်သွားကြတယ်ထွန်းနိုင်နဲ့အတူညဆောင်အိပ်ပေးဖို့တန်ငယ်ချင်း9ယောက်သာကြန့်ရှိတယ်ငါတို့ဒီညနည်းနည်းချမယ်ကွာခွင့်လို့အေးပါလှုပ်ချင်ရလှုပ်ကြအလွန်ကြုံတော့မဖြစ်စေနဲ့ပေါ့စိုးစိုးတို့ရင့်မာတို့မိုးမချုပ်ခင်လာအောင်မယ်တဲ့သူတို့ပါအိတ်ခိုင်းရင်ကောင်းမလားဟေးရောင်မူယူနဲ့မင်းကလေးတွေကိုမအိတ်ခိုင်းနဲ့ဘာဆိုရင်စရာရှိလေစိုးစိုးနဲ့လာမြင့်တွေကမကြခင်ယူတော့မှာအေးသိန်းရဲ့ရင်းမာကြီးကချစ်သူကြီးသားသူတို့နေချင်းနေပါစေပေါ့မင်းတို့ခေါ်ထားတာလားမဟုတ်ပါဘူးကွာစကားပြောရအောင်ခဏလှည့်လာခဲ့မယ်တဲ့အေးကြီးလိုက်မယ်ဆိုဝင်ခေါ်မယ်လို့ပြောသေးတယ်ဟာအေးကြီးကိုဝင်မခေါ်စေနဲ့ကွာတူလာတာမင်းနဲ့စကားပြောဖို့ရတာပေါ့ထွန်းနိုင်ရသူကမင်းကိုအားပေးမှာဝမ်းသာဝမ်းနဲ့စကားတွေပြောမှာမင်းမပြင်းစီရပါဘူးကွာဟဲ့ကောင်လာမြင့်မဟုတ်တာမပြောနဲ့ဘာမဟုတ်ရမှာလေအေးကြီးကမင်းနဲ့ကြေသွဲယူလိုက်လို့အသေးကွဲနေတာအခုမင်းမိုးစိုးဖို့ဖြစ်သွားပြီမဟုတ်လားသူ့အတွက်မြို့လင်းချက်ရှိလာလို့ဝမ်းသာဝမ်းနေလို့ပြောတာမင်းတို့ကွာကြေသွဲဆုံးတာမှာတပတ်ရှိသေးတယ်တွေ့ကြရရှောက်ပြောနေတယ်ဟဲ့ငါရင်ထဲမှာကြေသွဲရှိနေတယ်ကြေသွဲကိုပဲငါချစ်ခဲ့တယ်အခုလဲချစ်တယ်နောက်လဲချစ်နေမှာပဲအတော်အပြောကောင်းကြည်တုံးကတော့တနာရီတစ်စက္ကန့်တော့မျက်နှာချင်းဆိုင်လို့မရတဲ့ကောင်အခုမှအသေးပြနေငါချစ်တာသူကငါချစ်ကိုနားမလဲတာအဲ့ဒီချိန်မှာကျော်ဝင်းနဲ့အောင်တန်းတို့နေအောင်ဆိုင်ကယ်တစ်စီးနဲ့ပြန်ရောက်လာကြတယ်ဒီညအတွက်စားတော့ဆရာတွေသွားဝယ်ပြီးတော့ပြန်လာတာဖြစ်တယ်ဂျွန်နီ3လင့်ဝယ်ခဲ့တယ်ကွအမိကတော့စိတ်ကူးကြရဝယ်လာတယ်မှောင်မလောက်ကြမယ်9နာရီလောက်စားကြတာပေါ့ညနေ6နာရီခန့်စိုးစိုးရင်းမှာအေးကြီးတို့3ယောက်ရောက်လာကြတယ်ဟာမလာတော့ဘူးလို့ထင်လို့ဒီမှာဝိုင်းပြင်းနေပြီရတယ်လေတို့ပါဝင်ဝိုင်းလိုက်မယ်အကြီးမတော့လေအမြည်စားပေးမယ်ထွန်းနိုင်အခန်းထဲကထွက်ခဲ့ဦးဒီမှာအေးကြီးတို့ရောက်နေတယ်ဘာလဲလွမ်းလို့ဆွေးလို့မကုန်သေးဘူးလားနင်တို့ကိုချင်းစာကြစမ်းမှာလာဒီမှာတိုင်းတယောက်တည်းတွေးမနေငေးမနေနဲ့နင်တို့မနေ့ပြန်ရုံးပြန်တက်ကြမှာလားဟုတ်တယ်နိုင်ရက်လေတဲ့နေ့အထိပဲခွင့်ယူထားတာမနေ့ပြန်အလုပ်ပြန်ဆင်းရမယ်နင်ရောခွင့်ပဲရက်အထိယူထားလေခွင့်ကုန်ဖို့4ရက်ကြံသေးတယ်ငါတို့ညနေတိုင်းလာအိပ်ပါမယ်ညစာအကြီးဖက်လေးတော့တောင်းယူဖို့ကွာမလာပါနဲ့ကွာမင်းတို့လာရင်ကြေသွဲမလာပဲနေမှာဘာဟဲ့မင်းဘာပြောတယ်ငါကြေသွဲကိုပြောထားတယ်ငါ့ကိုထားပြီးအဝေးကိုမသွားပါနဲ့လို့မှားထားတယ်ဟဲ့ကောင်တည်တဲ့နောက်ဘွားချားသွားပြီလေသူသွားရမယ်လမ်းဖြောင်းဖြောင်းယူသွားပါစေကွာ
မင်းခေါ်လာရင် तू သွားမယ်လမ်းနှောင့်နှေးတော့မှာပေါ့ तू ဘယ်မှမသွားရအောင်ငါးစီမှာပဲနေရမယ်ဟာဒီကောင်တော့ခက်နေပါပြီကွာဟုတ်တယ်ကိုထွန်းနိုင်ကေသွဲ့ကိုခေါ်ထားရင်ဝိညာဉ်ပဲနေလို့ရမှာခါတိုင်းလိုတက်ရှိခန္ဓာနဲ့နေလို့မှမရပဲသူ့အတွက်လည်းအကျိုးမရှိကို့အတွက်လည်းအကျိုးမရှိသူ့ဆန္ဒအတိုင်းနေပါစေလားအေးနင်းမခံစားဘူးလို့ဒီစကားပြောထွက်တာဟဲ့ကောင်ထွန်းနိုင်အေးကြီးကမင်းနဲ့ကေသွဲ့ညားသွားကြတဲ့ကခံစားတတ်လာတာဟိုးကိုကျော်ဝင်းကလည်းမဟုတ်တာအเจ้าတီတွေကိုညာမလို့လားငါတို့အားလုံးအတိဆုံးမှာအေးကြီးอ่ะဟေးကောင်နေတော့ကေသွဲ့အကြောင်းဘာမှမဝေဖန်နဲ့မင်းတို့ငါပြန်လွတ်မှာပြန်တော့မလွတ်ပါနဲ့ကွာမပြောတော့ပါဘူးဒီလိုနဲ့အေးကြီးနဲ့စိုးစိုးတို့၃ယောက်ည9နာရီခွဲခန့်ပြန်သွားကြတယ်အရက်ဝိုင်းလဲစီးကားနေပြီတွန်းနိုင်လဲရှောင်လို့မရတဲ့အတွက်ဝင်တောက်နေပြီည10နာရီခန့်နှစ်ပလင်းကုန်သွားတယ်တပလင်းမဖွင့်ဖြစ်တော့လာမြင်အောင်တန်းကျော်စိုးတို့ခေါင်းဆိုင်ပြီးတော့အရက်ဝိုင်းဘေးမှာပြစ်လဲနေတယ်ကျော်ဝင်းအောင်တန်းတို့ကလက်ကြံဖြတ်နေတယ်တွန်းနိုင်ကအိပ်ရာတွေမသွားနိုင်ဘူးစတီခုံပေါ်မှာအမိုးလွန်ပြီးတော့အိပ်ပျော်နေတယ်အောင်တန်းရမင်းခွက်ဖြတ်လိုက်တော့ငါတော့သိပြီကွာကျော်ဝင်းကလက်ကြံရက်ကိုမောတောင်းရင်းနဲ့မျက်လုံးကတွန်းနိုင်စီကိုရောက်သွားတယ်ဟင်တွန်းနိုင်ရင်ဝင်ကိုမိပြီးအိတ်နေတဲ့ကေသွဲကိုမြင်လိုက်တယ်မျက်လုံးပြူအတမ်းမထွက်ပဲလှမ်းမြင်းနဲ့အေးသိမ်းကြားထဲတိုးဝင်ပြီးတော့မျက်လုံးပိတ်ထားလိုက်တယ်အောင်တန်းကလက်ကြံခွက်ကိုရှင်းလိုက်ပြီးကျော်ဝင်းတို့ကြည့်ရမတွေ့တဲ့အတွက်ထိုင်နေရာကနေဘာမှမရှင်းလင်းတော့ပဲတုံးလုံးလဲပြီးတော့အိတ်လိုက်တော့တယ်မနေ့9နာရီကျောင်းထွန်းနိုင်လာနိုးတဲ့အတွက်အားလုံးနိုးလာတယ်ရောက်နေဟိုမင်းတို့ဒီနေ့ရုံးပြန်တက်ရမယ်မဟုတ်လားအိမ်ပြန်ကြတော့9နာရီအမီလေးကြခွင်းတစ်ပတ်ယူထားတာပြေးပြီမို့လို့အားလုံးထပြီးတော့မျက်နှာပြင်မတက်ဖဲနဲ့ပြန်ဖို့ပြင်ကြတယ်ငါတို့ရှုပ်ထားတာရှင်းလိုက်တော့လေကွာကောင်းပါကွာကောင်းပါထွန်းနိုင်ညကဘာထူးကြလဲမူးတယ်အိတ်လိုက်တာတရေးတယ်ကေတဲ့ကိုတွေးသေးလားမူးမူးနဲ့အိတ်ပြောသွားပါတယ်ဆိုကွာအေးကောင်းတယ်ကောင်းတယ်ကျော်ဝင်းလည်းဘာမှဆက်မပြောဘဲနဲ့အိမ်ပြန်ထွက်ခဲ့တယ်ဆိုင်ကယ်3စင်းနဲ့9ယောက်သားပြန်သွားကြတယ်ကျော်ဝင်းကလည်းညကကေသွဲကိုတွေးတဲ့အကြောင်းလမ်းမှာပြောပြသွားတယ်နောက်ရက်နေ့တော့စနေတနင်္ဂနွေရောက်လာတာကြောင့်ရုံးပိတ်တဲ့အတွက်တွန်းနိုင်တဲ့လှမြင့်တို့2ယောက်လူမှုကူညီရေးအသင်းမှာကုသိုလ်ဖြစ်လုပ်ကင်မှုတွားရောက်စီရင်ပေးလိုက်ကြတယ်စနေနေ့ကပေးခဲ့တာကြောင့်အဲ့ဒီနေ့မှာအိမ်မပြန်ဖြစ်တော့ဘဲနဲ့ကားနဲ့ရှောက်လိုက်နေရတယ်အသင်းကကား3စီးရှိတဲ့အတွက်နားချေမရှိဘူးသူတို့2ယောက်ကတော့ဘာမှမလုပ်ရသေးဘူးဘေးကလေးလာယုံအကူအညီပေးယုံသာလိုက်ခဲ့တယ်နောက်အပတ်မှစပြီးတော့တာဝန်ထမ်းဆောင်ရမယ်လို့ဆိုတယ်ကားတစ်စီးကိုလူ4ယောက်တာဝန်ချတယ်လို့သိရတယ်အစာပိုင်းတော့လူသေးတွေသွေးထက်တန်ယိုတွေကိုရင်မဆိုင်ဝင်ဘူးကေသွဲနဲ့အနီးကပ်နေခြင်းနဲ့ဆိုတော့တရေတစေဝင်းကျင်တွေကိုကြောက်နေလို့မဖြစ်ဘူးမိမိကိုယ်ကိုမိမိအားပေးပြီးတော့လောက်ကင်ကြည့်လိုက်တော့အတင်းကောမရှိအဆင်ပြေခဲ့တယ်ကားနဲ့ဆိုင်ကမျက်နှာချင်းဆိုင်တိုက်မိပြီးနောက်ဘိန်းနဲ့နင်းမိလို့တည်သွားတဲ့အလောင်းကိုတစမကြံကောက်ထည့်ပြီးရေခဲတိုက်ကိုပို့ပေးရတယ်အဲ့ဒီနေ့မှာပဲလာမြင့်နဲ့ထွန်းနိုင်တို့လှုပ်အားပေးအတွက်နေ့စဉ်အေးသိန်းတို့ခြံထဲမှာကျော်ဝင်းအောင်တန်းကျော်ဆိုလိုရောက်နေကြတယ်ကျော်ဝင်းကထွန်းနိုင်အိမ်မှာကေးသွဲတကယ်ရောက်နေတယ်လို့အခိုင်အမာပြောဆိုနေတယ်ညကြရင်အရက်ပလင်းဝယ်ပြီးတော့ထွန်းနိုင်တို့အိမ်သွားကြမယ်ထူးခြားရင်ကင်မရာနဲ့ရိုက်ထားမယ်ဟုတ်တယ်ကွာကေးသွဲရှိမရှိညအိပ်ပြီးတော့လေးလာဆုံးဆင်းရမယ်မင်းတို့တည်းရဲ့ကြောက်လားတည်းရဲ့တော့ကြောက်တာပေါ့ကွာကေးသွဲကတော့တို့ကိုချောင်းလန်းမှာမဟုတ်ပါဘူးတို့ကလူများတာပဲဒီအကြောင်းမသေးကြသေးပဲနဲ့ထွန်းနိုင်ကိုမပြောနဲ့ဟုတ်တယ်ကွာ तू ကတကယ်ရှိစေချင်တာ तू မမြင်ရဘဲနဲ့ငါတို့မြင်ရတယ်ဆိုရင်ရှုံးမှာမဟုတ်ဘူးဟေးဝင်းရွှေကိုသိလားအေးသိတယ်ကွာကောင်းတဲ့တငယ်ချင်းမဟုတ်လားငါနဲ့လည်းအခေါ်ပြောရှိတယ်ဝင်းရွှေဘာကိစ္စလဲ
သူကားတိုက်ပြီလို့ဆေးရုံတက်ရတယ်မဟုတ်လားဟုတ်တယ်ကွာဆေးရုံကဆင်းပြီးတော့ကြောင်သူဖြစ်သွားတယ်လို့တောင်ပြောနေကြတယ်ကွာကြောင်တာမဟုတ်ဘူးကွာသူအုံနောက်ကိုထိခိုက်သွားပြီးတော့မင်းတို့ငါတို့မမြင်ရတဲ့တရေတစေတွေကိုမြင်ရတယ်လို့ပြောစံကြတယ်အောင်တန်းမင်းတငယ်ချင်းဝင်းရွှေကိုထိုးနိုင်တို့အိမ်ကိုတညအိတ်လောက်ခေါ်ပါလားအဒီကောင်ထိုးနိုင်နေပါသိတယ်ကွာနာရီရက်လေတုန်းကတော့လာသေးတယ်ဟာဒါဆိုကောင်းတာပေါ့ကွာကေးသွဲရှိမရှိဒီကောင်ကိုကြည်ခိုင်းရမယ်ဒါဆိုရင်ဒီညတို့သွားအိမ်ရအောင်ခေါ်သွားမယ်ညရောက်လို့တွန်းနိုင်အိမ်ကိုသွားကြတော့ဝင်းရွှေကပါမလာဘူးဝင်းရွှေရုံးပိတ်ရဲ့နေကိုခီးသွားတယ်လို့သိရတယ်အဲ့ဒီညသတိထားစောင့်ကြည့်တော့ဘာမှထူးခြားမှုကိုမတွေ့ကြုံရအောင်အားလုံးကကြော်ဝင်းမှုပြီးတော့မြင်ရရှောင်းမြင်ပြီးပြောတယ်လို့ဆိုကြတော့တယ်တနင်္ဂနွေနေ့ထွန်းနိုင်အိမ်မှာရှိနေတယ်အသင်းကအကြောင်းထွင်တော့ပုံဆက်အကြောင်းကြားမယ်လို့ဆိုတဲ့အတွက်အိမ်မှာအသင်းရှိနေတယ်ပုံဆက်အကြောင်းကြားရင်တော့သူ့မှာဆိုင်ကယ်ရှိတဲ့အတွက်10မိနစ်အတွင်းအသင်းရုံးကိုရောက်တယ်နေ့စဉ်တနာရီခန့်အေးအေးကြီးနဲ့ရင်းမာတို့ထွန်းနိုင်အိမ်ကိုရောက်လာတယ်အိမ်တကားပိတ်ထားတယ်ဘယ်သူမှမရှိဘူးတကားကိုတွန်းဖွင့်ကြည့်လိုက်ချိန်မှာတကားပွင့်သွားတယ်ဟင်တကားမပိတ်ဘဲနဲ့ဘဲထွက်သွားလဲငါအိမ်ကဖုန်းဆက်ပြီးမှလာတာသူဒီနေ့ဘယ်မှမသွားစရာမရှိဘူးလို့ပြောလို့အုံတမင်းချက်စားတာနဲ့လာပို့ပေးတာအရေးကိစ္စချက်ချင်းပေါ်လာလို့ထသွားတာဖြစ်မယ်တကားတော့မပိတ်ခဲ့ဘူးဟိုနာဒီနာတခုခုသွားဝယ်တာများလားလာအိမ်ထဲဝင်စို့ဂျိုင်းတွေလဲပြီးတော့ထည့်ပေးလိုက်မယ်နိုင်ဝဲလောင်ထိုင်းဆောင်မယ်မလာရင်ပြန်ကြမယ်ရင်းမနဲ့အေးကြီးတို့လည်းမိဖို့ကန်းထဲဝင်ပြီးတော့အုံတမင်းနဲ့ကြက်သားရင်းကိုလှည့်ပြီးတော့ထည့်လိုက်တယ်ရင်းမတယောက်တည်းပကန်းတွေအတွင်းကိုလဲလှယ်ထည့်နေချိန်မှာအေးကြီးကအိမ်တွင်းဘက်ကိုထွက်လာခဲ့ဧကန်းနဲ့ကြောင့်အိတ်ခမ်းလိုက်ကာစားလှုပ်သွားတဲ့အတွက်လှည့်ကြည့်လိုက်ချိန်မှာအိတ်ခမ်းဝါမှာရက်နေတဲ့ကေသွဲကိုတွေးလိုက်တယ်မျက်နှာတစ်ချမ်းလုံးစုပ်ပြတ်တက်ပြီးတွေးတန်ရဲရဲနဲ့လက်တစ်ဖက်ကလည်းအစ်စ်ကနေပြုတ်ပြီးတွဲလောင်းကျနေတဲ့သပင်တွေကဘာလျာကျနေပြီးတော့မျက်နှာတဝက်ခန့်ဖုံးအုပ်နေတယ်ရင်းမကြီးတရေဟင်ဘယ်မှာလဲဒီမှာကေသွဲမီးဘုတ်ကန်းတွေကနေရင်းမှာပြေးထွက်လာတယ်ဘယ်မှာလဲကေသွဲနင်လဲလာရောပျောက်သွားတာပဲမျက်နှာတစ်ချမ်းလုံးစုပ်ပြတ်တက်နေတယ်အဲ့ဒီဘက်ကမျက်လုံးကြီးကအပြင်ကိုထွက်ကြတော့မယ်အတိုင်းပဲလက်ကြီးကလည်းတွဲလောင်းကြီးငါမတွေ့လိုက်ဘူးကငါသာမြင်ရရင်တော့လိပ်ပြလွင့်သွားမလားပဲလာအိမ်ရှိကိုအိမ်ထဲမှာထမင်းတွေဟင်းနေလဲမသိရသေးဘူးငါတို့အောင်တန်းတို့လူစုကိုဖုန်းဆက်ခေါ်လိုက်မယ်သူတို့လာမှအိမ်ထဲပြန်ဝင်ကြမယ်15မိနစ်ခန့်ကြာတော့အေးသိန်းနဲ့ကြော်ဝင်းတို့ရောက်လာတယ်အောင်တန်းတို့နောက်ကလိုက်လာကြလိမ့်မယ်ဘာကိစ္စထူးလို့လဲထွန်းနိုင်ရှိလားမရှိဘူးအေးကြီးတရေ6ခံရလို့ခေါ်လိုက်တာနေခင်းကြီးဘယ်နာက6တာလဲလာအိမ်ထဲဝင်ကြမယ်အထဲရောက်မှ6တဲ့နေရာပြမယ်သူတို့4ယောက်အိမ်ထဲကိုဝင်လာတယ်အဲ့ဒီအိတ်ခမ်းဝါမှာရက်ပြီးတော့ငါတို့6တာကေးသွဲလားကိုလုံးကိုပေါင်းတဲ့အဝတ်အစားကတော့ကေးသွဲမှကေးသွဲပါသူ့ရုပ်ကကြောက်စရာကြီးတွေးတန်ရဲရဲနဲ့အဲ့ဒါနင်းကိုမကျင်းနဲ့လို့ကြောက်စရာပုံစံနဲ့ပြတာပဲဟိုတညကထွန်းနိုင်နာမှာငါတွေးတဲ့ကေးသွဲကအရင်ရုပ်တိုင်းပဲလာအိမ်ထဲမှာအုံထမင်းနဲ့ကြက်သားပကံတွေမသိမ်းဆဲရသေးဘူးအမေဘေးငါချက်တာလေအေးကြီးတို့အိမ်ကချက်တာတွန်းနိုင်အတွက်လာပို့ပေးတာရင်းမာတို့အိမ်ကလာလို့ဟိုရင်ငါကစိတ်ကောက်ပြစ်တော့မှာမင်းငတ်ကြီးကြတာရင်းမာကတိပါတယ်အေးသိန်းရမင်းစားခြင်းနေဆိုရင်ရင်းမာကအန်တော်ကျွေးခြင်းတာထရီစွန်းစရာကောင်းလိုက်တာကွာဟင်ကြက်သားဟင်းတွေမရှိတော့ဘူးအုံထမင်းတော့မစားဘဲနဲ့ကြက်သားဟင်းတွေတစ်ပတ်မှမကြံတော့ဘူးအတုံးကြီးတုံလုံးထည့်လာခဲ့တာပကံထဲမထည့်ရသေးလို့များလားနင်းမြတ်လို့မမြင်ဘူးလားဒီပကံထဲမှာဟင်းရည်တွေပေးချမ်းနေတာစ
စားပါစေသူလည်းတေးပြီးမှမစားရတာစားနေရောပေါ့ထမင်းပကံကိုတင်ချလိုက်ငပြားကြီးကျော်နဲ့စားရင်စားလို့ရပါတယ်ကဲလားခြံထဲထွက်ပြီးတော့စကားထိုင်ပြောကြမယ်ထွန်းနိုင်စီဖုံးဆက်ကြည့်မယ်ကြာမယ်ဆိုပြန်ကြတာပေါ့အဲ့ဒီချိန်မှာအောင်တန်းနဲ့ကျော်ဝင်းတို့ကားတစ်စီးနဲ့ရောက်လာတယ်ဘသူကားလဲကွာငါ့ကိုအိမ်လေလာတော့သူကားကိုဆွဲခဲ့တာဘာကိစ္စရှိလို့လဲအေးကြီးနဲ့ရှင်းမှာတရေ6ခံရလို့တဲ့ဟုတ်လို့လားဒီအချိန်ကြီးအိမ်ပေါ်ကသူတို့အိတ်ခမ်းဝမှာကိုတချမ်းစုပ်ပြတ်တတ်ပြီးတော့သွေးတန်ရရဲနဲ့ငါမြင်လိုက်တာအဲ့ဒါဆိုတော့ကေသွေမဖြစ်နိုင်ဘူးဘာလို့မဖြစ်နိုင်ရမှာလဲစိုင်ကယ်မှောက်ပြီးတော့ကေသွေကကားလမ်းပေါ်10ပေလောက်ပို့ဆင်သွားတာစုပ်ပြတ်ကုန်မှာပေါ့အဲ့ဒီချိန်မှာပဲဂျွန်းနိုင်နဲ့လှမင်းတို့စိုင်ကယ်စီးပြီးတော့ပြန်ရောက်လာတယ်လူစုံတက်စုံပါလားနင်တို့အိမ်မှာရှိတယ်ဆိုလို့ငါနဲ့အေးကြီးလာခဲ့တာဒီရောက်တော့တကားဖွင့်ရကြီးနဲ့လူမရှိဘူးအေးဟာအရေးပေါ်လမ်းခေါ်တာနဲ့အချိန်မီအောင်ထွက်သွားတာလမ်းမှာတကားမပိတ်ရသေးတာသိလိုက်တယ်နင်တို့လာမှသိလို့ငါအိမ်ကိုစိတ်မပူတော့တာနင်အိမ်မှာတေးရရှိတယ်ကဲတွေပြောင်းနေတာဖြစ်မယ်မဟုတ်ကလာပြောနေတယ်ဟုတ်တယ်ထွန်းနိုင်ငါနဲ့အေးကြီးအုံထမင်းလာပို့ပြီးတော့ငါထမင်းစားကန်းထဲမှာအုံထမင်းလှဲနေတော့အေးကြီးကိုနင်တို့ခန်းဝါကမျက်နှာတစ်ချမ်းသွေးလိမ့်နဲ့မိမတယောက်ရက်ပြနေတာမြင်လိုက်လို့သူလက်អော်ပါလေရောငါလှဲ့ကြည့်တော့မတွေ့တော့တို့ကြောက်တာနဲ့အေးသိန်းတို့ကျော်ဝင်းတို့၄ယောက်စလုံးလှန့်ခေါ်လိုက်တာကျော်ဝင်းနဲ့အေးသိန်းအရင်ရောက်လာတယ်ငါရဲ့အေးတန်းတို့ရဲ့ထမင်းစားကန်းနဲ့ဝင်လာတော့စပွဲပေါ်ကကြက်တိုင်းတွေတထုံးမှမရှိတော့မင်းတို့တွေကတယောက်ယောက်အလှင့်မှာစားလိုက်တာဖြစ်မှာပေါ့ဟာဒီကောင်တဲ့လက်ပေါက်ကတ်တာပဲဘယ်သူမှဝင်မစားဘူးငါရဲ့အေးကြီးရဲ့တမင်းစားကန်းနဲ့အုံထမင်းလှဲနေတော့တရေမကိုမြင်လို့ပကံတွေဒီတိုင်းထားပြီးတော့အိမ်ရှိထွက်ပြေးတာဒီချန်ထဲဆင်းပြီးတော့အောင်တန်းတို့လူစုကိုဖုံးဆက်ခေါ်တာကျော်ဝင်းနဲ့အေးသိန်းအရှင်ရောက်လာတယ်သူတို့နှစ်ယောက်နဲ့ငါရဲ့အေးကြီးရဲ့ပကံတွေသွားသိမ့်မယ်ဆိုပြီးတော့ဝင်းလာတာတမင်းစားကန်းနဲ့ရောက်တော့ဟင်းတွေပြောင်းနေပြီနေအိမ်မှာကြောင်လည်းမရှိဘူးခွေးလည်းမရှိဘူးမို့လားအေးခွေးကြောင်မရှိလေကြွက်တော့ရှိနိုင်တာပဲအေးပါမင်းကမကြုံသေးတော့လက်မခံချင်ဘူးပေါ့မင်းအက်ဆီဒန့်ဖြစ်ပြီးတော့တည်တဲ့လူတွေကိုကားနဲ့တင်ပြီးတော့အေးတိုက်ပို့တာဟုတ်ပါပြီအဲ့လိုလုပ်ရင်းနဲ့သူတို့ပစ္စည်းအမှတ်တရတစ်ခုခုမင်းအိမ်ကိုယူခဲ့သေးလားမင်းကဘာဖြစ်လို့မေးတာလဲမင်းယူခဲ့မိရင်သူတို့ကမင်းနောက်ပါလာတတ်တယ်မဆိုင်တာကွာရှောက်ပြောပြန်ပြီမင်းအိမ်မှာတရေရောက်လာတာဖြစ်နိုင်ချေစဉ်းစားမိလို့မေးတာတချို့ကသူတို့ပစ္စည်းကိုမသေးခင်ဆွဲဆွဲလန်းလန်းရှိတတ်ကြသလိုတည်ပြီးတာတော့အဲ့ဒီပစ္စည်းမှာအဆွဲလန်းဖြစ်သွားရင်ပစ္စည်းနာတဝဲလေလေရှိနေတတ်တာငါဘာမှမယူခဲ့ပါဘူးဒါဆိုမင်းအိမ်ကတရေကကေသွဲပဲဖြစ်မယ်ဟေးကောင်ငါမင်းထိုးမိတော့မယ်နော်မင်းကေသွဲကိုတကြိုတော့မင်းကိုမကွဲဖို့မင်းစီပြန်ခဲ့လို့ခေါ်မိသေးလားထွန်းနိုင်မျက်နှာတွေ့သွားတယ်မင်းခေါ်မိသေးတယ်မဟုတ်လားတိတိကျကျစဉ်းစားအေးငါအရမူးမှုနဲ့ငါမင်းကိုမခွဲနိုင်ဘူးတယောက်တည်းမထားခဲ့ပါနဲ့လို့ပြောမိတာတော့မှတ်မိတယ်အေးဒါကြောင့်မင်းစီရောက်နေတာနေပါအောင်ကွာလူသေးသွားရင်သူနဲ့သက်ဆိုင်တဲ့မိသားစုတိုင်းထားခဲ့ပြီလားမင်းမရှိရင်မနေတတ်တော့ဘူးအဲ့ဒီလိုပြောငိုကြတာပဲဘယ်သူမှပြန်မနေပါဘူးကွာလူတိုင်းဝင်းကျင်တိုင်းမတူကြဘူးကွာလာခြင်းလာမှာပေါ့စောင့်ကြည့်အောင်ပေါ့ကွာအဲ့ဒီနောက်တငယ်ချင်းတွေထွန်းနိုင်ကိုနှုတ်ဆက်ပြီးတော့ပြန်သွားကြတယ်ထွန်းနိုင်လည်းအိမ်ထဲပြန်ဝင်လာပြီးရေချိုးတန်းစင်ပြီးတော့အဝယ်စားလေးဧကန်းနဲ့ထိုင်နေလိုက်တယ်စပွဲပေါ်ကစာရွက်လေးတစ်ရွက်လေးမတိုက်ဖဲနဲ့ကျမ်းပြင်ပေါ်မှာကျသွားတာကိုမြင်လိုက်ရတယ်ဟင်ကေသွဲရှိနေလားရှိရင်ကိုမြင်အောင်ပြပါလားကိုကေသွဲကိုမေးလို့မရအောင်ကိုမြင်အောင်ပြပါသူမျက်စိအောက်မှာတင်အခန်းဝလိုက်ကလှုပ်သွားပြန်တယ်ကေသွဲရှိနေမှန်းသိတယ်လို့ဖြစ်လာတယ်ဒါပေမဲ့အမြင်ပြပါဆိုရင်မြင်အောင်မပြအောင်
စိတ်ညစ်ညစ်နဲ့ထမင်းစားကန်းထဲဝင်ပြီးအရက်ပလင်းလက်ကြံကိုထုတ်ပြီးတော့အိမ်ရှိထွက်လာတယ်။ဘန်ကွက်မကျူတော့ပဲနဲ့နည်းနည်းချင်းမော့တောက်တယ်။သုံးလေးကုန်မော့တောက်ပြီးစပွဲပေါ်တင်လိုက်တယ်။မျက်လုံးမိတ်ပြီးတော့စက်တီနောက်ကျောမိပြီးတော့မိတ်နေလိုက်တယ်။ဟင်စပွဲပေါ်ကအရက်ပလင်းကကျမ်းမြေမော်ကျပြီးတော့တပိုင်းကွဲပြီးတော့အရည်တွေစီးထွက်သွားတယ်။သူလက်နှစ်ဖက်စလုံးပေါင်ပေါ်တင်ထားတယ်။အရက်ပလင်းကိုလုံးဝတိုက်မိစရာမရှိဘူး။အခုပလင်းနဲ့တဝက်ခန့်မရှိတဲ့အရက်တွေကျမ်းမြေမော်ကျဲပြန့်သွားတယ်။တွေ့ရှိနေလားဟင်အရက်မတော့စေချင်လူကိုမြင်အောင်ပြလေတွေ့ကိုမြင်ကိုယ်အရက်မတော့တော့မူမူနဲ့အော်ဟစ်နေပေမဲ့ကေသွဲရဲ့အရေးအကြောင်းကိုတွန်းနိုင်မမြင်ရတွန်းနိုင်လေဘာမှမစားမတော့ပဲစက်တီပေါ်မှာအိပ်ပျော်သွားတယ်ရုံးတဲရက်မှာနေတဝက်ဆင်းပြီးတော့အရက်ဆိုင်မှာဝင်တော့ပြီးတော့အိမ်ပြန်လာခဲ့တယ်တကားမပိတ်ထားတဲ့အတွက်သုံးချက်မြောက်ခေါင်းမဲ့အပြူတကားပွင့်သွားတယ်ဟင်နင်းထွန်းနိုင်မိမကေသွဲမဟုတ်လားဟုတ်တယ်နင်းတို့အိမ်တော်ကြပြီးတဲ့နောက်ပိုင်းထွန်းနိုင်တဲ့သုံးလေးကစုံတယ်နင်းနဲ့မစုံလိုက်ရအောင်ငါနင်းနာရီတုန်းကလာသေးတယ်နင်းကိုမတွေ့ပါလားငါရှိပါတယ်လူရှုပ်လို့လွတ်ရကြွရသွားနေတာထွန်းနိုင်ငါ့ကိုမှားတယ်လို့အောင်တန်းဖုံးလန်းဆက်လို့လာတာအောင်တန်းစီလှဲ့ဝင်တော့ရုံးသွားတယ်တဲ့ပုံဆက်ကြည့်တော့ထွန်းနိုင်တို့အိမ်ကဆောင်ရုံးကပြန်ရင်လှဲ့ဝင်လာမယ်ဆိုလို့လာခဲ့တာဒါနဲ့နင်းရှိနေတယ်ဆိုတာထွန်းနိုင်သိလားသိအောင်တော့ငါစူးစမ်းနေတာပဲသူငါ့ကိုမြင်မှာမဟုတ်ဘူးမသေးခင်ကငါကျိန်းစာစုခဲ့တယ်ဒီသက်နင်းငါ့ကိုမမြင်မတွေ့စေရဘူးငါသေးတာတော့နင့်ကိုငါမကြည့်နိုင်ဘူးလို့ငါပြောခဲ့တယ်ငါစကားတွေကအခုငါတို့နှစ်ယောက်ကိုမြင်လို့မရအောင်ဖြစ်နေတယ်အေးနင်းပြောချင်တာရှင်ငါလာတဲ့အခါမှာပြောလေငါထွန်းနိုင်ကိုပြောပြမယ်သူယုံနေဆိုရင်ပေါ့ငါနာမည်ကဝင်းရွှေမှတ်ထားအောင်နင်းတို့ဘလို့ဖြစ်ပြီးတော့တေခွဲကွဲရတာလဲငါတို့ဆိုင်ကယ်စီးလာရင်စကားများလာကြတယ်တလန်းလုံးငါကနည်းနည်းလွန်လာတယ်နောက်ကစီးလာရင်သူ့ကြောကိုလက်သီးနဲ့ထုပါဇက်ကအနာယူပြီးပြောရှင်နဲ့မပေါင်းဘူးလို့ရှင်းကိုမမြင်ချင်ဘူးလို့ဒီတသက်သေးတာတော့ရှင်ကျုံမျက်နှာကိုမမြင်စေရဘူးလို့ပြောလာတာလမ်းလေးကွာဆုံလဲရောက်ရောတစ်ဖက်ကဝင်လာတဲ့ကားနဲ့တိုက်မိမယ်လို့သူကဆိုင်ကယ်ကိုဆွဲကွေလိုက်တယ်အဲ့ဒီမှာနောက်ကကြောကုန်းကိုထူးရိုက်ရန်တွေ့နေတဲ့အချိန်ဘာမှကင်ထားတာမဟုတ်တော့ဆိုင်ကယ်ကွေ့မှာလမ်းပေါ်ကိုအရှိန်နဲ့လွင့်သွားတာပဲစောင်းမိရဲ့တန်ရာလမ်းမျက်နှာပြင်နဲ့ပို့တိုက်ဆွဲတဲ့တန်ရာမခံမရက်နိုင်ဖြစ်ပြီးငါသေးသွားတာပဲငါသေးသွားတော့ကျုံမျက်နှာကိုမမြင်စေရဘူးလို့စိတ်ထဲကအမုန်းစကားကြောင့်အခုငါဝိညာဉ်ကိုမြင်စေခြင်းပေမဲ့သူမမြင်နိုင်တော့အေးဟာစိတ်မကောင်းပါဘူးနင်ပြောချင်တာငါပြောပြပါမယ်ငါတော့ခဏခဏတော့မလာနိုင်ဘူးနင်သူ့အနားမှာရှိတာသိရင်သူကြည်နေမှထင်တာပဲသူနိုးလာရင်တော့ငါပြောပြလိုက်မယ်ဟုတ်လားနင်ပြောပြမှငါရှိတာသူသိမှာနင်လာတာငါတို့အတွက်လမ်းပွင့်သွားတာပေါ့အေးဟာငါလည်းကားတိုက်မိပြီးတော့တည်သွားတဲ့ဝိညာဉ်တွေကိုမြင်နေရတယ်အခုလိုစကားပြောလို့လည်းရတယ်ခက်တာကတခါတလေအမြင်တွေဝေဝါးသွားတတ်တယ်အဲ့ဒီချိန်ဆိုခေါင်းတာကြိုက်လာတတ်တယ်ရိုးရိုးဖျားနာပြီးတည်တဲ့ဝိညာဉ်တွေကိုငါလိုက်ကြည့်တယ်တခါမှမမြင်ရအောင်ထူတော့ထူးဆန်းနေဘလို့ဖြစ်ပြီးငါတို့ကိုမြင်ရတာလေငါလည်းကားလိုက်ခံလိုက်ရတယ်ဆေးရုံရောက်သွားတယ်ခေါင်းကိုထိခိုက်မိပြီးမသေးဘဲနဲ့ဆေးရုံကဆင်းတော့အုံနောက်အခန်းတစ်ခုရှော့ဖြစ်သွားတယ်လို့ပြောတယ်ဆရာဝန်တွေကတော့အတိတ်မေ့ရင်မေ့မမေ့ရင်ယူကျင်ယူသွားနိုင်တယ်လို့အဖေကိုပြောလိုက်တယ်သူတို့ထင်သလိုယူလည်းမယူအတိတ်လည်းမမေ့ပဲနဲ့တစေဝိညာဉ်တွေမြင်နေရတယ်အတန်တွေလည်းကြားနေရတယ်နင်းအဲ့ဒီလိုဖြစ်တာဘယ်လောက်ကြာပြီလဲမိုးရင်းကဖြစ်တာဆိုတော့၈ လလောက်ရှိပြီအဲ့ဒီချိန်အိပ်ပျော်နေတဲ့ထွန်းနိုင်မျက်လုံးပွင့်လာတယ်ဟာဝင်းရွှေရောက်နေတာပါလားမင်းဘယ်သူနဲ့စကားပြောနေတာလဲမပြောပါဘူးကွငါမင်းစကားပြောတန်ကြလို့နိုးလာတာမိုးရင်းဆိုလား၈ လဆိုလားအသေးချာကြားလိုက်တယ်အသေးချာလည်းပြောသေးတယ်စူလားကလည်းပါနေသေးတယ်
ကဲထကွာအောင်တန်းဖုန်းဆက်ခေါ်လို့ငါလာခဲ့တာသူကလှုပ်သွားတယ်မင်းငါစောက်ခိုင်းပြီးတော့ရုံးအပြန်လှည့်ဝင်လာခဲ့မယ်ဆိုလို့ဝင်လာခဲ့တာအိမ်တကားကပွင့်တယ်ဟုတ်လို့လားငါစိတ်ထားတာဂျမထိုးထားရင်လေးဆောင်တိုက်တာနဲ့ပွင့်မှာပဲကဲငါမင်းကိုပြောပြစရာရှိအေးပြောငါနားထောင်နေတယ်မင်းမိမကေသွဲဒီအိမ်မှာရှိမင်းယုံလားမင်းကဘလို့သိတယ်လဲငါစေးရုံကဆင်းပြီးတော့တစေတရွဲမြင်နိုင်တဲ့အကြောင်းမင်းသိထားလားမင်းယူးကြောင်မူးကြောင်နဲ့ရှောက်ပြောနေကြတော့သိထားတယ်တရေမြင်တဲ့အကြောင်းကတော့ငါမသိဘူးအေးမင်းမသိလေအခုသိပြီပေါ့ငါမင်းမိမကေသွဲကိုမြင်ရတယ်အခုမင်းဘေးမှာထိုင်းနေတယ်အာဟဲ့မဖြစ်နိုင်ဘူးဟုတ်တယ်ထိုင်းနေတယ်ငါ့ကိုအုံတော့လာမစားမနေနဲ့ဝင်းရွှေမင်းတောင်မြင်ရတယ်ဆိုရင်ငါလည်းမြင်ရမှာပေါ့မင်းမြင်ရမှာမဟုတ်ဘူးမင်းအတန်ကြားခြင်းသူတခုခုလှုပ်ပြလို့ပြောရတယ်သူကိုယ်ပိုင်တန်တဲ့ရှုပ်ကိုတော့မြင်ရကြားရမှာမဟုတ်ဘူးသူကပြောတယ်မင်းခံစားနေရတာသိတယ်တဲ့သူမသေးခင်တုန်းကလို့အမုန်းနဲ့လမ်းခွဲနိုင်အောင်စူးစမ်းပါတဲ့သူမင်းကိုရင်ထဲကမပါပဲစကားနိုင်ယူပြောခဲ့တာတဲ့မဖြစ်နိုင်ဘူးရသူပြောတာမဖြစ်နိုင်ဘူးနားထောင်ဟဲ့ကောင်မင်းတို့ခွဲကနေရမ်းဖြစ်တော့သူ့ကိုကြွားခြင်းနဲ့ပေါ့ကြွားခြင်းမှတော့ဒီတသက်သူ့မျက်နှာကိုမမြင်စေရဘူးသူတည်သွားရင်တော့မမြင်စေရဘူးလို့ပြောပြီးချင်းဆိုင်ကယ်အက်ဆီဒန့်ဖြစ်တယ်မို့လားသူရဲ့ကျင်းစာဆန်းဆန်းစကားတွေကြောင့်မင်းကိုမြင်ချင်းစေပေမဲ့မင်းမမြင်ရတာတဲ့ဟဲ့ကောင်ငါ့ကိုလာမပတ်နဲ့ရက်လက်တဲ့ညတော့ကဟိုကောင်တွေနဲ့ငါအတူတူမူးပြီးတော့ငါလျှောက်ပြောမိတဲ့စကားတွေဟိုကောင်တွေပြောပြလိုက်တယ်မို့လားမင်းငါ့ကိုနှိမ့်သိမ့်ချင်းတခြားနည်းနဲ့နှိမ့်သိမ့်ပါကွာငါမယုံငါလုံးဝမယုံဒီအိမ်မှာဟိုကောင်တွေကတည်ရဲရောက်နေတယ်လို့ပြောတာငါလက်ခံခဲ့တယ်ငါအခုလူမှုကယ်ဆယ်ရေးမှာလှုပ်အားပေးဝင်လုပ်နေတယ်အသေးဆိုးတဲ့မသားတွေကိုလည်းလမ်းပေါ်ကကောက်ပြီးတော့ရေခဲတိုက်သွားပို့ရတယ်အဲ့ဒီထဲကမကျွတ်မလွတ်တဲ့ဝိညာဉ်တစေးကောင်တွေငါနောက်ပါခြင်းလဲပါလာမှာပဲကေတွေတော့မဖြစ်နိုင်ဘူးကေတဲ့ဆိုရင်ကြောက်စရာတစေးအတွင်နဲ့တော့သူတို့ကိုပြမှာမဟုတ်ဘူးမင်းကိုကေတွေကပြောခိုင်းနေတယ်ကြောက်စရာအတွင်ပြရတာကဟိုအေးကြီးတို့အမြင်ကတ်လို့တဲ့ကြော်ဝင်းကိုပြတော့ကရိုသူ့ပုံပဲတဲ့မယုံဘူးကွာဟေ့ငါရေချိုးမယ်မင်းထိုင်အောင်ငါပိုက်လည်းမဖြစ်ရသေးဘူးရေချိုးလိုက်ပြီးတော့အပြင်ထွက်ကြမယ်အာဟေ့ပလင်းခွဲတွေနင်းမိမယ်ဘလို့ဖြစ်တာလဲမနေ့ကကြက်မခွဲလိုက်တာမတော့စေချင်လို့အကေတွေကမင်းကိုအရင်မတော့စေချင်လို့ခွဲလိုက်တာတဲ့ငါပလင်းခွဲတွေတင်ပေးမယ်ငါပြောပါဘောတရေတကောင်ရှိနေပါတယ်ဆိုတာကေတွေလို့မပြောနဲ့မသိနဲ့ဒီတိုင်းထားလိုက်ထွန်းနိုင်ကရေချိုးဖို့ထမင်းစားကမ်းဘက်ကိုထွက်သွားတယ်ဝင်းရှူကပလင်းခွဲတွေကိုတင်ပေးလိုက်တယ်သူကကေတွေရဲ့ရုပ်တံကိုမမြင်ရလို့လက်ခံခြင်းပေမဲ့မျက်လုံးစုံမိပြီးတော့ညင်းနေတာမြင်အောင်စူးစမ်းကြည့်စမ်းပါလားဘလို့မှမရအောင်ကျမအချိန်ချင်းစူးစမ်းပြီးပြီနိုင်ဝက်ခန့်ကြတော့တွန်းနိုင်တဲ့ဝင်းရွှေတို့ဆိုင်ကယ်တစ်စီးနဲ့စားတော့ဆိုင်ကိုထွက်ခဲ့ကြတယ်ညနေ9 နာရီခန့်ဧခန်းကဝင်းရွှေနဲ့ထွန်းနိုင်တို့ထိုင်ပြီးတော့စကားပြောနေချိန်မှာလာမြင့်ကျော်ဝင်းအေးသိန်းအောင်တန်းတို့ရောက်လာကြတယ်ကျော်စိုးပါမလားအိမ်ရှိတကားဖွင့်ထားတာကြောင့်၄ ယောက်သာအိမ်ထဲဝင်လာရင်လည်းမျက်လုံးအပြူးသားနဲ့ရက်နေကြတယ်ဟေးကောင်တွေလာကြကွာထွန်းနိုင်မင်းမကေတွေထိုင်းနေတယ်ဘာမဟုတ်တာကွာဟုတ်တယ်ကွာငါလည်းတွေ့တယ်အပစုရောင်ဝစ်စုံလေးနဲ့သူစုံတဲ့နေကဝစ်တဲ့ဝစ်စုံပဲမင်းတို့ကမြင်ပြီးတော့ငါဘာလို့မမြင်ရတာလဲငါပြောနေတာကေတွေအနီးနားမှာရှိတယ်ဆိုတာမယုံမှုလုံနေတယ်ကွာမင်းတို့ကြိုတွင်ပြီးတော့စီဝါရိုက်ထားတာမဟုတ်လားလိမ့်မယ်ဆိုလဲပြီးအောင်လိန်ကြကွာဒီကောင်မင်းတို့ကိုကြိုပြီးတော့ဖုံးဆက်ပြောထားလို့အခုလိုတညီတညာလေးပြောနိုင်တာလာမြင့်ကျော်ဝင်းတို့အိမ်ဝမှာရက်နေရကနေအထဲကိုမဝင်ကြသူတို့ကြောင်းလန့်နေကြတယ်
ငါတို့ပြန်တော့မယ်အောင်တန်းမင်းဝင်းရွှေနဲ့စကားပြောချင်နေခဲ့ငါမနေတော့ဘူးမင်းတို့နဲ့ပြန်လိုက်ခဲ့မယ်ဝင်းရွှေလာကွာအိမ်ပြန်မှာစကားပြောမယ်မင်းတို့အားလုံးလာပါဘာမှကြောက်စရာမလိုဘူးကေတွေကသူရှိနေကြောင်းမင်းတို့ကိုပြတာဒါမှထုံးနိုင်ရှုံပါထုံးနိုင်မမြင်ဘူးလားသူတယောက်ပဲမမြင်တာလာကွာရှမ်းမင်းကကွက်ပြစ်ပေါ်မှာထိုင်းချမယ်ငါခဏသွားအောင်မယ်အေးမင်းပြန်ကျင်တဲ့အချိန်ပြန်ငါ့ကိုအာမနာနဲ့ဟိုကောင်လေးပြန်ရင်ငါလည်းပြန်မယ်မင်းနောက်အားရင်လာခဲ့ဦးဝင်းရွှေကအောင်တန်းတို့ရှိရာအိမ်ရှိကွက်ပြစ်ကိုထွက်သွားတယ်တွန်းနိုင်ကရေခဲတက်တာတွေကရက်ပလင်းကိုသွားယူပြီးပလင်းကိုလက်မကမချဘဲနဲ့မော့တောက်နေတယ်မနေ့ကစပွဲပေါ်ချမိလို့ပလင်းကျကွဲသွားတယ်အနှဲငယ်သားတောက်လိုက်ရတာကြောင့်နောက်ထပ်တပလင်းဝယ်ပြီးတော့တင်ထားတယ်ပလင်းကိုမော့တောက်ပြီးမဲ့နည်းနည်းချင်းသာတောက်နေတယ်အနီးမှာထိုင်နေတဲ့ကေးတွေကအရက်ပလင်းကိုပြစ်ခွဲခြင်းပေမဲ့လက်ကမလွတ်စပွဲပေါ်မချတဲ့အတွက်ဘာမှလုံးမရဖြစ်နေတယ်မတောက်နဲ့တော့ကိုယ်နိုင်အခုလိုဖြစ်နေတာတွေ့မကြည့်ရဘူးအရက်ကိုလွန်လွန်ကျူးကျူးမတောက်ပါနဲ့လားသူဘလို့ပဲပြောထွန်းနိုင်မကြောက်ဝင်းရွှေကိုကြားကန်ထားပြီးပြောခိုင်းရအောင်လေဝင်းရွှေကအနားမှမရှိပြောလဲကြုံမှမဟုတ်ကေးတွေထွန်းနိုင်ကိုကြည့်ပြီးမျက်ရည်ကျနေုံကလွဲပြီးတော့ဘာမှမတက်နိုင်အပြင်မှာ15မိနစ်မြစကားပြောနေကြပြီးအိမ်ဝါကနှုတ်ဆက်ပြီးတော့အားလုံးပြန်သွားကြပြီဝင်းရွှေလည်းပြန်သွားပြီမို့လို့ကေးတွေအတွက်အကူအညီမရတော့သူတို့အားလုံးမြင်ရတယ်ငါ့ကိုနင်းဘလောက်မုံမှန်ငါခုမှသိရတယ်နင်ဘလောက်ငါ့ပေါ်လေးလူရှုနိုင်ပြီမယ်ငါနင့်ကိုမမုန်းခဲ့ပါဘူးချစ်မြဲချစ်ခဲ့တာပါမင်းပြောလို့ယောက်ျားမာနနဲ့မင်းနဲ့အပြိုင်ဆန့်ကျင်ပြောခဲ့ပြီမယ်မင်းစိတ်ကောက်သွားတိုင်းငါအမြဲချော့ခဲ့တာပဲမို့လားငါလေမင်းအနီးကထပ်သွားတော့မှဘလောက်ချစ်တယ်ဆိုတာပို့ပြီးတော့နားလေရတယ်ငါ့ကိုမြင်ဝင်ပေးပါတွေ့ရဲ့နင်းရှိမှသိရနဲ့ငါမမြင်ရရင်ငါယူမှာသိလားငါလည်းနင်းကိုချစ်ပါတယ်ငါဘလို့မှနင်းမြင်အောင်လုပ်နိုင်စွမ်းမရှိတော့ပါဘူးငါကိုမေးပြစ်နိုင်အောင်သာကြိုးစားပါငါနင်းနားမှာဘယ်တိုင်းတာဘယ်ကာလထိနေခွင့်ရမယ်ဆိုတာမသိနိုင်ဘူးနင်းမြန်ငါကိုမေးနိုင်မှဖြစ်မှာဒါမှငါသွားရမယ့်ခီးကိုဖြောင်းသွားနိုင်မှာတွန်းနိုင်ကအရက်တံကိုတောင်းလိုက်ကန်စားချက်တွေပွင့်ထုတ်လိုက်လုံနေတယ်လို့အနီးမှာထိုင်နေတဲ့ကေးတွေကလည်းတွန်းနိုင်ကိုကြည့်ပြီးတော့ဖြစ်စေချင်တာကိုပြောနေတယ်တွန်းနိုင်ပြောစကားကေးတွေကြားနေရပေမဲ့ကေးတွေပြောနေတဲ့စကားတွေကိုတော့တွန်းနိုင်မကြားနိုင်ပါဘူးအရက်ပလင်းတဝက်တာတာကန်ကုန်တဲ့အချိန်အမူးလွန်ပြီးတော့စက်တီကုန်းပေါ်မှာခေါင်းနောက်လန့်ပြီးတော့အိပ်ပျော်သွားတယ်လက်ထဲကရက်ပလင်းကကျမ်းပြင်ပေါ်မှာလွှတ်ချပြီးတော့ပလင်းတွေကရက်တွေအပြင်ကိုစီးကျကုန်တယ်ကေတွေကပလင်းတွေကအရက်တစ်စက်မှမကြအောင်ထပ်လှုပ်လိုက်တယ်စက်တီကနှစ်ယောက်ထိုင်မှုခဏနေတော့စက်တီပေါ်ဘေးတိုက်လဲကျသွားတယ်အချိန်ကတော့6နာရီခွဲပြီးပြီအိမ်တကားမကြီးကိုကေတွေပိတ်လိုက်ပြီးစောင်းတစ်ထဲယူပြီးတော့တွန်းနိုင်ပေါ်ကနေလွှမ်းခြုံပေးလိုက်တယ်ပြီးတော့ဘေးကခုံမှာဝင်ထိုင်နေလိုက်တယ်အမောင်တို့ကတေးပင်ကြီးတွေကြောင့်တိတ်တဲမှောင်မဲနေတယ်တွန်းနိုင်ကခြံကြီးထဲမှာရှိတဲ့အိမ်ပြက်ကြီးရှိရာကိုလာနေတယ်သူ့အလုပ်ထဲမှာမိတ်ဆွေတယောက်ကတေးသူတွေနဲ့တွေ့ကျင်စကားပြောချင်ဒီတရေ6တယ်လို့ကြော်ကြားတဲ့အိမ်ပြက်ကြီးကိုသွားဖို့လမ်းညွှန်ခဲ့တယ်အဲ့ဒီအိမ်ပြက်ကြီးကတေးပြီးတဲ့ဝိညာဉ်တွေစုပေါင်းနေထိုင်ကြတယ်တေးဆုံးပြီးတော့တနေ့မကြော်ခင်သွားတွေ့မယ်ဆိုရင်တော့တွေ့ရမယ်လို့စကားပြောတွေရပြောပြခဲ့တယ်ကံကောင်းရင်တော့တွေးကျင်တဲ့ဝိညာဉ်ကိုတွေးခွင့်ရမယ်ကံမကောင်းရင်တော့အိမ်ထဲရောက်နေတဲ့တရေပေါင်းစုံရဲ့6လန်တာတိုက်ခိုက်တာကြောင့်ကိုပါတေးသွားနိုင်မယ်လို့လည်းပြောပြတယ်ဘာပဲဖြစ်ဖြစ်တေးချင်းရှင်းကေတွေနဲ့သာတွေးခွင့်ရမယ်ဆိုရင်တော့တေးရမယ်ဆိုတေးမယ်လို့ဆုံးဖြတ်ချက်ချပြီးတော့ဓမီတလက်နဲ့အင်ကြီးစီကိုထွက်ခဲ့တယ်အင်ကြီးကတော့နှစ်ထပ်အိမ်ပြက်ကြီးရင်ကြီးတွေအုတ်ကျိုးအုတ်ပြက်တွေကြောင့်ပို့ပြီးတော့ထိတ်လန့်စရာကောင်းနေတယ်သူအင်ကြီးထဲကိုဝင်ခဲ့တယ်တိတ်ဆိတ်မှုကထိတ်လန့်စရာကောင်းတယ်လို့အမောင်တုကလည်းတိတ်သီးနေတဲ့အတွက်ရင်ထဲအေးစိမ့်ခံစားမှုမျိုးခံစားရတယ်တခုခုချစ်ဆွဲလိုက်တန်လို့ရှေ့ကထွက်လာတယ်ဟင်ဘာလဲဟာ
ဓမီအလင်းရောင်နဲ့မထိပဲဓမီအယောင်ကြောင့်ခဝဲဝဲမှုံဝါဝါအမြင်ထဲမှာဝရဝလှုပ်ရှားမှုတွေတွေးလိုက်ရတာကြောင့်ပါဇက်ကနေရောင်အော်မိသွားတယ်။အဲ့ဒီနေရာကိုမီးရောင်ထိုးကြည့်တော့ဘာမှမရှိ။မီးရောင်ဓာတ်ရိုက်မထိတဲ့မှုံဝါဝနေရာတွေမှာဝိညာဉ်တစေတရေတွေရဲ့လှုပ်ရှားမှုတွေတွေးရမှုတွေပိုများလာတယ်။ဟာတရေတချို့မီးရောင်ကိုဖြတ်ပြီးတဲ့ဘက်ကနေဟိုဘက်ကိုပြေးလွှားသွားကြတယ်။သူ့နောက်ကခြေတံတွေကြားလိုက်ရတယ်။ဒါကြောင့်ဓမီနဲ့လှည့်ထိုးကြည့်လိုက်တယ်။တရေရုပ်ပြက်စင်းပြက်ထိတ်လန့်ွယ်ကောင်းတဲ့တရေငါးကောင်သူရှိရာကိုတရွေ့နဲ့လာနေတာကိုတွေးလိုက်ရတယ်။သူနောက်ဘက်ကိုလှည့်လိုက်တယ်။စောစောကအပေါ်ဓာတ်ကိုတက်တဲ့လေကားကိုမြင်ထားတာမို့လို့အဲ့ဒီနေရာကိုပြေးထွက်ခဲ့တယ်။လေကားအတိုင်းအပေါ်ဓာတ်ကိုခတ်တွတ်တက်လာခဲ့တယ်။လေကားထိပ်မှာတရေတကောင်ရက်နေတာကိုတွေးလိုက်တဲ့အတွက်စက်မထက်ဖဲနဲ့ရက်လိုက်တယ်။မီးရောင်အောက်ကတရေကရုတ်တရက်ပျောက်သွားတယ်။နောက်ကတရေငါးကောင်လိုက်မလာတော့ဘူး။ဒါကြောင့်တတိထားပြီးတော့အပေါ်ထိတက်လာခဲ့တယ်။အပေါ်ထက်မှာအခန်းကျယ်ကြီးဖြစ်ပြီးတော့တိုင်လုံးတွေကိုတွေ့ရတယ်။အခန်းဖွဲ့ထားခြင်းမရှိတာကြောင့်မီးနဲ့လက်ပတ်ထိုးကြည့်လိုက်တယ်။အပေါ်မှာတရေ3-4ကောင်ကိုဓမီနဲ့ထိုးမိလို့တွေးလိုက်တယ်။ကေသွဲကိုမတွေ့။ကေသွဲရှိလား။ကေသွဲရှိရင်ကိုယ်စီလာခဲ့ပါ။ကိုနိုင်ရေကေသွဲမင်းဘယ်မှာလဲအတန်ကြားလိုက်ရပြီးတော့ရုပ်ကိုမတွေ့ရပါဘူး။ကေသွဲဒီအပေါ်ထက်မှာရှိတယ်။ကေသွဲဒီအပေါ်ထက်မှာရှိတယ်။ကေသွဲကိုမမြင်ရဘူးလား။မမြင်ရဘူး။ကိုနိုင်လာခဲ့ပါလားကေသွဲ။လာလို့မရဘူးကိုနိုင်။တွေ့ကိုသူတို့ကအတင်းဆွဲထားတယ်။ထုံးနိုင်ဓမီနဲ့လိုက်ထိုးကြည့်တယ်။အောက်ကဝင်းကျင်တွေကလည်းလှေကားကနေတက်လာကြတယ်။လူတက်ကောင်မင်းကိုကေသွဲအစားငါတို့တက်ပြစ်မယ်ဒီကောင်ကိုပြန်မလွတ်နဲ့ဝိုင်းတက်ပြစ်ကြဒိလန်စရာတန်ကြီးနဲ့သူ့အနီးကိုရွေ့လာတယ်တရေတက်ဦးကြားမှာကေသွဲကိုမြင်လိုက်ရတယ်ကေသွဲကိုလွတ်ပေးပါမင်းကကိုမိန်းမကိုတေးအောင်တက်ပြီးမှအခုမှနှမျောနေပြီလားမင်းမိန်းမနဲ့ပြန်နေချင်းမင်းသိမှနေလို့ရမှာဟာမင်းကိုတတ်မယ်မတတ်ကြပါနဲ့ကိုနိုင်ကိုမတတ်ပါနဲ့တရေတွေအနီးရောက်လာတယ်သူလေကားဘက်တရွေ့စုံနေမိဟာမင်းတေရမယ်ကျောင်းလန့်ဖွေဟာတန်ကြီးတွေနဲ့တူတရေကြီးရဲ့လက်တစ်ဖက်ကထွန်းနိုင်ကိုလှန့်ကုတ်ဆွဲလိုက်တယ်ထွန်းနိုင်လေတရေလက်ကနေလွတ်ဖို့နောက်ဆုတ်လိုက်ချိန်မှာလေကားထစ်ပေါ်ချော်ချပြီးတော့နောက်ပြန်ပြစ်လဲကျသွားတယ်စက်တီခုံပေါ်ကနေအောက်ကိုပြစ်ကျသွားတာကြောင့်လန့်လို့သွားတယ်ငါအိမ်မက်မနေတာပါလားတရေတစီနဲ့ကေးသွဲကိုစိတ်ဆွဲပြီးတော့တရေတွေကြားထဲရောက်သွားတာပါလားကိုအဖြစ်ကိုပြန်စင်းစားရင်ကိုပေါ်ရောက်နေတဲ့ဆောင်းကိုတွေးလိုက်တယ်တွေ့ကိုစောင့်ကြုံပေးထားတာလားအချိန်ကြီးလိုက်တော့နိုင်ပြန်နှစ်ချက်ထိုးနေပြီလဲကျနေတဲ့နေရာကထားပြီးတော့စောင်းကိုပက်ကြုံလိုက်ပြီးအပေါ်ပါသွားပြီးတော့အိတ်ခမ်းထဲဝင်ပြီးတော့အပြန်အိတ်လိုက်တယ်ချက်ချင်းအိတ်မပြောသူအိတ်မက်ထဲမှာမက်ခဲ့တယ်လို့ကေသွဲတေရတာကသူ့ရဲ့ပယောဂမကင်းခဲ့ဒေါသစိတ်ကအကောင်ဖျားတက်သွားတဲ့ချိန်အမားမှန်မခွဲခြားနိုင်ပဲနဲ့စိတ်လိုက်မှန်မှပြုတ်မှုလိုက်တဲ့အတွက်ကေသွဲအသက်သေးဆုံးခဲ့ရတယ်အဲ့ဒီနေ့ကတနွင်းကနေနေ့ညနေပိုင်းအိမ်မှာချက်ပြုတ်မစားပဲစားတော့ဆိုင်သွားစားမယ်လို့နှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတယ်ညနေ9 နာရီခွဲခန့်ဆိုင်ကယ်တစ်စီးနဲ့နှစ်ယောက်သားစားတော့ဆိုင်ကိုလာခဲ့ကြတယ်ဆိုင်ရောက်တော့စားစရာတွေမှာလိုက်တယ်စားစရာတွေရောက်မလာခင်15 မိနစ်အချိန်တွင်တွန်းနိုင်ကမြန်မာပြည်ရတပလင်းမှာပြီးတော့တောက်နေတယ်ကေသွဲကဖုံးဖွင့်ပြီးတော့ကြည့်နေတယ်တွန်းနိုင်ကဟိုအကြောင်းဒီအကြောင်းပြောတယ်ကေသွဲကလှည့်မကြည့်မထောက်ခံဖုံးမှာသာစိတ်ဝင်စားနေတယ်ကိုသွဲကိုစကားပြောနေတယ်လေပြောလေနားထောင်နေပါတယ်မဟုတ်သေးဘူးနားထောင်ကြုံလားမှန်တယ်မှားတယ်ပြန်ပြောအောင်လေကိုဘာပြောတယ်ဆိုတာသိလားမသိဘူးစိတ်ထဲမဝင်စားဘူးဘာကွာ
အခုပြောတာအလုံးနဲ့ပတ်သက်တဲ့ကိစ္စကိုပြောနေတာမင်းရဲ့သဘောထားသိကျင်လို့အိမ်ရောက်မှပြောပါလားဘာထုလေအိမ်ရောက်လေဖုံးမဲပို့နေတာဒါဆိုမပြောနဲ့မင်းကွာနေရောက်သားရံများနေတဲ့အချိန်မှာစားစရာတွေရောက်လာတာကြောင့်ရံမဖြစ်တော့ဘဲနဲ့စားစရာတွေစားနေကြတယ်စားတော့နေချိန်မှာဘုံကိုမပိတ်ဘဲနဲ့ခေါင်းတက်လဲလဲနဲ့ကြည့်နေတယ်မင်းကွာအဲ့ဒီလောက်ဘုံကိုအစွဲလန်းဖြစ်မနေနဲ့လူတွေမြင်မကောင်းမြင်ဘသူကူးဆိုင်ရအောင်ပါလေကျွန်းနိုင်ကဘာမှမပြောဘဲနဲ့ဖုံးကိုဆွဲယူပြီးတော့လိုင်းပိတ်ပြစ်လိုက်တယ်ပေးငါဖုံးနင်မကြည့်ဘဲနဲ့စားပြီးမှပေးမယ်အခုပေးနော်နင်အဆက်ကွဲပြီးတော့ထပ်သွားရမယ်ပေးငါဖုံးပြန်ပေးကဲ့တွေလူတကာရှိတဲ့ဆိုင်ထဲမှာငါစိမ့်တဲ့တယောက်လို့လုံမနေနဲ့စားပြီးမှပြန်ယူမစားတော့ဘူးသွားနင်းလို့နားလည်မှုမရှိတဲ့ယောက်ျားကိုယူမိတာငါအမမားတယ်ဆိုရင်လည်းကြိုက်တယ်လို့ဆုံးဖြတ်ငါနင်းနဲ့မပေါင်းတော့ငါမိဘစီပြန်မယ်တသက်ငါမျက်နှာကိုမမြင်စေရအောင်ဒီတသက်ငါမျက်နှာကိုမမြင်စေရအောင်ဒုံးနိုင်လည်းငွေရှင်းပြီးတော့ထားလိုက်တယ်ပြန်မယ်အိမ်ကြားမှာဆက်ရှင်မယ်ဒီမှာလူတွေရှိနေတယ်ဘာလဲအိမ်ပြန်ပြီးတော့နေကငါ့ကိုပြဿနာရှာမယ်ပေါ့လာပါသွားမယ်လူတွေကြည့်နေပြီပေးငါဖုန်းအခုပေးတွန်းနိုင်လေဖုန်းကိုပေးပြီးတော့ဆိုင်ကယ်ကိုဆက်နိုးလိုက်တယ်တက်သွားမယ်မလိုက်ဘူးငါနင်းနဲ့ကြွမယ်ကြွရပါမယ်အိမ်ကိုလိုက်ခဲ့အိမ်ကြားမှာနင်းပြောချင်ရပြောလာတက်မကြည့်မချမ်းပြောပြီးတော့ဆိုင်ကယ်နောက်ကတက်လိုက်လာခဲ့တယ်အချိန်ကတော့9နာရီခန့်ရှိပြီလမ်းပေါ်မှာကားရှင်းနေတာကြောင့်တွန်းနိုင်လေဆိုင်ကယ်ကိုအမြန်မောင်းခဲ့တယ်ဟဲ့ဖြည်းဖြည်းမောင်းအကုန်သေးကုန်မယ်တေသွားလေကောင်းတာပဲနင်းကိုယူထားတာငါ့အတွက်ဘာကောင်းလဲအေးနင်းနဲ့ငါကွာကိုကွာမယ်ဒီတသက်ငါ့ကိုမမြင်စေရအောင်ဟဲ့ဖြည်းဖြည်းမောင်းပြောမရအောင်ကဲတွန်းနိုင်ကိုဆိုင်ကယ်နေဖို့ပြောမရတာကြောင့်နောက်ကျောကိုထူးရိုက်ပြီးတော့လိုက်လာတယ်နင်းကိုငါမုန်းတယ်ဒီတသက်ငါမျက်နှာကိုမမြင်စေရအောင်ငါတန်လည်းနင်းမကြားစေရအောင်ငါသိရင်တော့နင်းမမြင်စေရအောင်မုန်းတယ်ရက်ငါစင်းနေခဲ့မယ်အဲ့ဒီချိန်ဆိုင်ကယ်ကလမ်းစုံကိုရောက်လာတယ်တစ်ဖက်ကကားတစ်စီးလာနေတာကြောင့်အရှိမလျှော်ဘဲနဲ့အဲ့ဒီကားဘေးတိုက်ဆွဲကွေချလိုက်တာမို့ဆိုင်ကယ်နဲ့ကမတိုင်းမိပဲနဲ့ဘေးတိုက်လဲကျသွားတယ်အနောက်ကကေသွဲကဆိုင်ကယ်ကွေ့မှာအရှိရကားရဲ့နောက်ကနေပုတ်ပြီးတော့အရှိန်နဲ့လွင့်ထွက်သွားတယ်ကားလမ်းပေါ်ပြစ်ကျသွားပြီးကက်တရာမျက်နှာနဲ့ပုတ်ပြီးစေဘီခန့်ရောက်ခါရက်သွားတယ်အဲ့ဒီချိန်မှာပဲကေသွဲကအသက်ပါသွားခဲ့တတိထားပြီးတော့တမင်လှုပ်လိုက်တာမို့လို့ဆိုင်ကယ်လဲသွားပြီမဲ့ထွန်းနိုင်ဘာတင်ရမှမရလိုက်ပါဘူးဆိုင်ကယ်မှောက်ပြီးတော့တပတ်လုံးရင်မှုစစ်နဲ့ရှင်းလိုက်ရတယ်တစ်ဖက်ကားကမားတယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့်ထွန်းနိုင်အမှုခင်းမဖြစ်လိုက်ဘူးဒါပေမဲ့ထွန်းနိုင်အတွက်ကတော့တည်င်းကားစိတ်ကြောင့်ဇနီးတဲ့တယောက်လုံးအသက်ဆုံးသွားခဲ့ရတယ်မျက်စိကြောင်နေပြီး3နာရီခွဲခန့်မှပြန်ပြီးတော့အိပ်ပျော်သွားခဲ့တယ်မနက်9နာရီနိုးလာတာကြောင့်ကျုံသွားဖို့ပြင်ဆင်ရတယ်7နာရီခန့်အိမ်ကထွက်ခဲ့တယ်စနေနေ့ညနေပိုင်းအရေးပေါ်ထွက်ခဲ့ပြီးကားတိုက်လူနာ2ယောက်ကိုသူတို့အဖွဲ့ပိုင်းကားတစ်စီးကစေးရုံသွားပြီးတော့ထွန်းနိုင်တို့ကားကတော့တေဆုံးသူ3ယောက်ကိုရေခဲတိုက်ကိုသွားပို့ရတယ်တွဲကားနဲ့အငှားကားတိုက်မိကြပြီးအငှားကားတွေကပါတဲ့လူ9ယောက်စလုံးအကြီးကျယ်ဒဏ်ရာရသွားတယ်အခင်းဖြစ်တဲ့နေရာမှာ3ယောက်တေပြီးတော့2ယောက်အတွင်းလူနာဖြစ်သွားတယ်ထွန်းနိုင်လေကားကိုမနှေးမမြင်မောင်းခဲ့တယ်တေပြီးသားလူတွေကိုတဲလာတာမို့လို့အတန်ပိတ်ပြီးတော့မီတန်ဖွင့်ပြီးမောင်းခဲ့တယ်အချိန်ကတော့ည9နာရီခန့်ရှိပြီးရေခဲတိုက်ကိုရောက်ဖို့15မိနစ်ခန့်မောင်းရအောင်မယ်လမ်းပေါ်မှာတော့ကားရှင်းနေတယ်အဲ့ဒီချိန်မှာကားမီးရောင်အောက်မှာကေသွဲရက်နေတာကိုမြင်လိုက်ရတယ်ကားနဲ့ပေ90ခန့်မဝေးတော့ဒါကြောင့်တေးရဲမန်းလူမန်းအသိစိတ်ကမဝေခွဲနိုင်ဖြစ်သွားတယ်ကေသွဲကိုမတိုင်းမိအောင်ကားကောင်းကိုဆွဲကွေလိုက်တယ်ဘေးမှာရှိတဲ့တက်တိုင်ကြီးကိုဝင်တိုက်ပြီးတော့ရက်သွားတယ်ကားကောင်းချိုင်းဝင်သွားသလိုတက်တိုင်ကြီးကကားဘေးကိုရိုင်းနေသွားတယ်ကားထဲမှာတွန်းနိုင်ကမှန်နဲ့ခေါင်းဆိုင်ပြီးတော့အသက်ပြောက်သွားတယ်သူဘေးကပါလာတဲ့သူကတော့မှန်ပေါက်ကနေရှေ့ကိုလွှမ်းကျပြီးအနှဲငယ်သာထိခိုက်ပေမဲ့တတိမေ့နေတယ်အကူထကေသွဲတန်ကြားရလားလာ
အခုကိုနိုင်နဲ့ကေသွဲတို့အတူနေလို့ရပြီကေသွဲကိုမြင်ရပြီလားမြင်ရပြီကေသွဲအတန်လဲကြားပြီမြင်လဲမြင်ရပြီဆိုတော့ဒီတစ်ခါရင်မဖြစ်စကားမများချင်းနော်ကေသွဲကတွန်းနိုင်လက်ကိုဆွဲပြီးတော့အမောင်နဲ့ဝင်ရောက်သွားကြတော့တယ်ပရိသတ်ကြီးများခင်ဗျာဇလန်လေးကတော့ဒီမှာပြီးဆုံးသွားပါပြီခင်ဗျာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ